လူလေးသိရှိအောင်စီစဉ်ထားပုံကလက်ချခါတယ်စီစဉ်ထားလိုက်ပုံကလက်ချခါတော့ပါတယ်တို့အလူမကွယ်လူလေးသိရှိအောင်စီစဉ်ထားပုံကလက်ချခါတယ်စီစဉ်ထားလိုက်ပုံကလက်ချခါတော့ပါတယ်လူဟာပြိုင်ဆန်းရှာပဲကွယ်လူလေးသိရှိအောင်စီစဉ်ထားပုံကလက်ဖြာခါတယ်စီစဉ်ထားပုံကလက်ဖြာခါလောက်ပါတယ်ဟောဒုလူမခွေလူလေးသိရှိအောင်စီစဉ်ထားပုံကလက်ဖြာခါတယ်စီစဉ်ထားလိုက်ပုံကလက်ဖြာခါလောက်ပါတယ်မနဲ့ဆိုတယ်နှမနာတမယာလျက်စိတ်ရောင်စုံကြောစရာမရှိတဲ့ဝတ်သားချက်သားစိတ်ရည်တွေနှခမ်းမစီရရဲ့အောင်စားစင်ကိုအဖို့မပြောပြောမပူပါနဲ့ပြိုင်ဆန်းရှာ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 ဒီအလူဟာပြိုင်ဆန်းရှာဝဲကွယ်ကျူသရာမကြီးတဲ့အလူကကြီးကဒီနေရာမှာထိုင်မှာဒီနေရာမှာဆောင်းမှာနေဝဲတေးလေးမတက်ခဲ့ဘာမင်းချီပဲအနစ်မကြီးကတရားတရားလေးတွေအကောင်းနေစီးလေးကောင်းရလက်ဖက်ပွဲနေရှင်တွေကြလဲမပြတ်အောင်တဲ့ယူကျင်တာယူစားကျင်တယ်လို့စားသဘောချင်ဟောတိုက်ကျွေးလိုက်မေအပူမပြောပြောပူပါနဲ့ကြိုင်ဆန်းရှာ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 အလူဟာကြိုင်ဆန်းရှာပဲကွယ်ကျူသရာမကြီးတဲ့အလူကကြီးကဒီနေရာမှာထိုင်မှာဒီနေရာမှာဆောင်းမှာအဝဲတွေလေးမတက်ခဲ့ဘာမင်းချီပဲအလင်းမကြီးကတရားတရားလေးတွေအကောင်းနေစီးလေးကောင်းရလက်ဖက်ပွဲနေရှင်တွေကြလဲမပြတ်အောင်တဲ့ယူကျင်တာယူစားကျင်တယ်စားသဘောဟောတိုက်ကျွေးလိုက်မေအပူမပြောပြောမပူပါနဲ့ကြိုင်ဆန်းရှာ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 ဒီအလူဟာကြိုင်ဆန်း